Jet ဆိုတာတကဘာလုံးမှာအင်အားအကြီးဆုံးမသိနိုင်တဲ့အနန္တတကုရှင်နှစ်ဖျားတစ်ပါးပါဒါပေမဲ့ထူးဆန်းတာကသူဟာနေ့တိုင်းတေခွင့်ရဖို့စုတောင်းနေခဲ့တယ်သူ့ရဲ့စွမ်းအားကပြိုင်ဘက်မရှိလို့ဘသူမှသူ့ကိုမတတ်နိုင်တယ်လို့ကဘာပေါ်ကအတော်ဆုံးစစ်တီတော်တွေဝိုင်းတိုက်ရင်တောင်သူ့အကြီးပြားကိုအစင်းကြောင်းတစ်ကြောင်းထင်အောင်မလုပ်နိုင်ကြဘူးဒါကြောင့်သူဟာထူးဆန်းတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်အဲ့ဒါကတော့သူ့ရဲ့ရန်သူတွေအကုန်လုံးကိုလိုက်ဖမ်းပြီးဘရင်များရဲ့မြို့တော်တွေမှာပိတ်လှောင်ထားဖို့ပါပဲအစွမ်းထက်တဲ့စစ်တီတော်ပေါင်း1000ပြည့်သွားတဲ့နေ့ကျရင်နောက်ဆုံးစစ်ပွဲကိုစတင်ပြီးသူတို့အားလုံးရဲ့စူးပေါင်းစွမ်းအားနဲ့သူ့ကိုတပြိုင်နက်တည်းအပြင်းထန်တိုက်ခိုက်ခိုင်းပြီးတီချောင်းကြံဖို့သူစီစဉ်ထားတာပါဒါပေမဲ့အဲ့ဒီနေ့မှာပဲသူဟာမစ်ရှင်အသစ်တစ်ခုရခဲ့တယ်နတ်ဖျားတွေကလျှို့ဝှက်လူသားမျိုးနွယ်စုတွေပုံအောင်နေတဲ့နေရာကိုရှာဖွေတွေ့ရှိသွားလို့ပဲဖြစ်ပါတယ်အစပိုင်းမှာနတ်ဖျား၃ပါးကငကားကြီးတွေကိုစီးပြီးအဲ့ဒီလူသားတွေကိုတွားပြီးတိုက်ခိုက်ခဲ့ပေမဲ့မနိုင်ခဲ့ကြဘူးနောက်ဆုံးတော့ Jet ကိုယ်တိုင်ဝင်ပါဖို့ဖြစ်လာခဲ့တယ်Jet ဟာကွင်းထဲကိုရောက်ချင်းလက်သီးတစ်ချက်ထင်းနဲ့လူသားအမျိုးသမီးစစ်တီတော်တယောက်ကိုအသေးအတန်ဒဏ်ရာရသွားစေခဲ့တယ်ဒီလူသားတွေကအရန်ကိုအားနေလို့သူ့ရဲ့စစ်တီ1000စားစရင်နဲ့ဖမ်းထိဖို့တော့မတန်ဘူးလို့ Jet တွေးလိုက်မိတယ်သူကအဲ့ဒီအမျိုးသမီးကိုအပိသက်တပ်ဖြတ်တော့မယ့်အချိန်မှာပဲနောက်ထပ်လူသားစစ်တီတော်ကောင်လေးတယောက်ရုတ်တရက်ပေါ်လာပြီး Jet ကိုဝင်တိုက်က Chaos မီတော့အစွမ်းနဲ့အပြင်းအထန်တိုက်ခိုက်ပါတော့တယ်ဒီတိုက်ကွက်က Jet ကိုထမ်းရမရစေပေမဲ့လူသားတယောက်ကနဖျားရဲ့စွမ်းအားကိုသုံးနိုင်နေတာကိုမြင်ပြီး Jet တယောက်အံ့ဩသွားပြီးစိတ်ဝင်စားမှုပိုလာခဲ့တယ်ဒုတိယအချိန်ထပ်မံတိုက်ခိုက်ပြီးမှတော့အဲ့ဒီကောင်လေးကဒဏ်ရာရနေတဲ့သူ့ရဲဘော်ကိုခေါ်ပြီးဖွက်ပြီးဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့မျက်စိတစ်မျက်အတွင်းမှာပဲ Jet ကသူတို့ရှိကိုရောက်လာပြီးတစ်ချက်ထင်းနဲ့နှစ်ယောက်လုံးကိုလေးချသွားစေခဲ့တယ်သူတို့သိပြီလို့ Jet ထင်နေတော့မှာပဲအဲ့ဒီကောင်လေးကဇွဲမလျှော့ပဲပြန်မတ်တက်ရလာပြီးဒီတခါတော့နတ်ဖျားတွေကိုတတ်ဖို့တီးတန့်ပြုတ်လုပ်ထားတဲ့တားမြစ်အမြောက်လက်နက်ကြီးကိုထုတ်လိုက်ပါတော့တယ်သူကသူ့ရဲ့ Cosmi တောက်စွမ်းအားနဲ့အမြောက်ကြီးကိုအားအပြည့်သွင်းပြီး Jet စီကိုတဲ့ပစ်ခတ်လိုက်ရ Jet တယောက်လွင့်ထွက်သွားခဲ့တယ်ကောင်လေးကရက်မနေပဲ Jet ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအပိုင်းပိုင်းအဆအဆဖြစ်သွားတဲ့အထိတရက်ဆက်ပစ်ခတ်ပါတော့တယ်အဲ့ဒီနောက်မှာတော့ကောင်လေးရဲ့တငယ်ချင်းတယောက်ရောက်လာပြီးဒဏ်ရာရနေတဲ့သူကိုမပြီးထွက်ပြေးဖို့ပြင်ကြတယ်ဒါပေမဲ့ရုပ်တရက်အခြေအနေတွေအကုန်ပြောင်းလဲသွားခဲ့တယ်စက္ကန့်ပိုင်းတွင်းမှာပဲအပိုင်းပိုင်းပြတ်သွားတဲ့ Jet ရဲ့ခန္ဓာကိုယ်ဟာမူလအတိုင်းချက်ချင်းပြန်လေကောင်းမွန်သွားပြီးသူတို့ရဲ့ရှီတဲ့မှာပြုံးလျက်သားပြန်လေမတ်တက်ရနေပါတော့တယ်